ခင်မွန်းရဲ့မိခင်ကိုကာကွယ်ဖို့အတွက်အမျိုးသမီးကသူမရဲ့အမအရင်ကိုပြင်းပြင်းထန်ထန်ပါရိုက်လိုက်တယ်သူမရဲ့မိသားစုကိုဘယ်သူမှအနိုင်ကျင့်ခွင့်မရှိဘူးလို့သူမကပြောလိုက်တယ်ဒေါသထွက်သွားတဲ့အမဖြစ်သူကသူတို့ရဲ့မိဘတွေစီချက်ချင်းတိုင်တော့ခဲ့တဲ့အမျိုးသမီးရဲ့ဖခင်ကပြင်ပလူတွေအတွက်နဲ့အမအရင်ကိုရိုက်ရသလားဆိုပြီးသူမကိုစူပူခဲ့တယ်ဒါတွေအားလုံးဟာမိဘတွေကအမဖြစ်သူကိုတေချာမဆုံးမခဲ့လို့ပါပဲလို့သူမကချက်ချင်းပြောလိုက်တယ်အမျိုးသမီးရဲ့စကားတွေကြောင့်ဖခင်ဖြစ်သူအကြီးအကျယ်ဒေါသထွက်သွားတယ်မိဘတွေကဆင်းရဲသားတွေကိုအထင်သေးပြီးချမ်းသာတဲ့သူတွေကိုအထင်ကြီးတဲ့အတွက်ကြောင့်သာချမ်းသာတဲ့သူကိုလက်ထပ်ထားတဲ့သူမရဲ့အမကသူမရဲ့မိသားစုကိုစူပူခွင့်ရှိတယ်လို့ထင်နေကြတာပါလို့အမျိုးသမီးကပြောလိုက်တယ်ဆင်းရဲတဲ့သူကိုလက်ထပ်ထားတဲ့အတွက်စူပူခံရတာတန်တယ်လို့သူမရဲ့မိခင်ကချက်ချင်းပြောလိုက်တယ်သူမရဲ့ခင်မွန်းမှာပတ်စံမရှိပေမဲ့သူမပေါ်အရန်ကောင်းတယ်လို့သူမကပြောတယ်ဒါအပြင်ခင်မွန်းရဲ့မိဘတွေနဲ့အကိုတွေအားလုံးကလည်းသူမပေါ်အရန်ကောင်းကြတယ်ရွေးချယ်ခွင့်ဘယ်နှကြိမ်ပဲထည့်ရသူမကဒီမျိုးသားကိုပဲလက်ထပ်မှာပါလို့ဆိုတယ်အကြံစီများတဲ့အမဖြစ်သူကစကားလမ်းကြောင်းကိုချက်ချင်းလွှဲလိုက်ပြီးရော်ကြီးဘလို့ပေးမလဲဆိုတာကိုသာစဉ်းစားဖို့သူမကိုပြောလိုက်တယ်ညီမဖြစ်သူရဲ့ခင်မွန်းဟာတကယ်တန်းကြွယ်တထေးကြီးဖြစ်နေမှန်းသူမလုံးဝမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာအကြံစီများတဲ့အမဖြစ်သူရဲ့ခင်မွန်းကသူတို့ကိုထွက်သွားဖို့အကျယ်ကြီးအော်ပြောလိုက်တယ်တထေးကြီးစီသူလက်ဆောင်ပေးမဲ့ကိစ္စကိုလာမနှောက်ယှက်ဖို့ပြောတယ်အမျိုးသားရဲ့မိခင်ကသူပြင်ဆင်ထားတဲ့လက်ဆောင်တွေအားလုံးကိုမြေကြီးပေါ်လွှင့်ချလိုက်တယ်အဲ့ဒီတော့မှပဲရောက်ဖဖြစ်သူပြင်ဆင်ထားတဲ့လက်ဆောင်တွေဟာတကယ်တမ်းကျတော့တန်ဖိုးမရှိတဲ့ဖျက်ဆီးတွေဖြစ်နေမှန်းအမျိုးသမီးသိလိုက်ရတယ်ဒါပေမဲ့ရောက်ဖဖြစ်သူကဒီအရာတွေဟာအရန်တန်ဖိုးရှိတယ်လို့တောင်ပြောနေကြသေးတယ်အမျိုးသားရဲ့အကိုဖြစ်သူကဆက်ပြီးတီးမခံနိုင်တော့ပဲမိခင်ဖြစ်သူရဲ့တုတ်ကောက်ကိုကောက်ကင်လိုက်တယ်အကိုဖြစ်သူကတုတ်ကောက်ကိုဝေ့ရန်ပြီးသူတို့အားလုံးကိုအပြင်မောင်းထုတ်လိုက်တယ်ဒါပေမဲ့အကြံစီများတဲ့အမျိုးသမီးကဒီအချိန်ထိသူမရဲ့အမားကိုနားမလည်သေးပါဘူးတထေးကြီးရှေ့ရောက်ရင်သူတို့ကိုတိုင်တော့မယ်လို့သူမကမောက်မောက်မာမာနဲ့ပြောနေတော့မှပဲအမျိုးသားရဲ့အကိုဖြစ်သူကသူ့လက်ထဲကတုတ်ကောက်ကိုနောက်တစ်ချိန်မြှောက်လိုက်တဲ့အချိန်ရောက်မှပဲအကြံစီများတဲ့အမျိုးသမီးနဲ့သူမရဲ့ခင်မွန်းတို့ထွက်သွားကြတော့တယ်အဲ့ဒီနောက်အကိုဖြစ်သူကတုတ်ကောက်ကိုမိခင်စီပြန်ပေးလိုက်တယ်မိခင်ဖြစ်သူကအမျိုးသမီးပျက်စီးစေခဲ့တဲ့ပကြီးကားဟာတန်ဖိုးမကြီးပါဘူးလို့သူမကိုပြောတယ်ဖခင်ဖြစ်သူကလည်းသူကျိုးပဲစေခဲ့တဲ့အပင်စိမ်းတွေကလည်းတန်ဖိုးမကြီးပါဘူးလို့ပြောတယ်ဒါပေမဲ့အမျိုးသမီးကသူမရဲ့ရောက်ခမတွေကသူမကိုနှစ်သိမ့်ပေးနေတာလို့ထင်ခဲ့တယ်သူမကပြုံးပြီးငွေတွေအားလုံးကိုသူမပြန်ဆက်နိုင်ပါတယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာမိခင်ဖြစ်သူကသူမပေးထားတဲ့တော့ဘယ်မှာလဲလို့မေးလိုက်တဲ့အမျိုးသမီးကသူမရဲ့အိတ်ကက်ထဲကနေတော့ကိုချက်ချင်းထုတ်ပေးလိုက်တယ်မိခင်ဖြစ်သူကဒီတော့ဟာဘန်လုံကြုံရေးတက်တာတစ်လုံးရဲ့တော့ဖြစ်တယ်လို့ပြောတယ်အဲ့ဒီနောက်သူတို့မိသားစုကအဲ့ဒီထဲမှာငွေတချို့အနှံထားတယ်လို့ပြောတယ်အားတဲ့အချိန်သွားထုတ်လိုက်ဖို့အမျိုးသမီးကိုပြောလိုက်တယ်အမျိုးသမီးကညှင်းဆန်ဖို့ချက်ချင်းလက်ကပြလိုက်ပြီးဒါဟာသူတို့ရဲ့အငိမ့်စားယူချိန်သုံးဖို့စုဆောင်းထားတဲ့ငွေတွေဖြစ်ရမယ်လို့ပြောတယ်အမျိုးသားကအရင်ဆုံးသွားကြည့်ဖို့ချက်ချင်းအကြံပြုလိုက်တယ်သူတို့အချိန်ချင်းတောင်းဆိုပြီးနောက်မှာတော့နောက်ဆုံးမှာသူမသဘောတူလိုက်တဲ့အမျိုးသမီးကတော့ကိုကင်ပြီးဘန်စီလျှောက်သွားခဲ့တယ်ဘန်ကိုရောက်ပြီးနောက်တော့ကိုဘန်ဝင်ထန်းစီကမ်းပေးလိုက်တယ်ဘန်ဝင်နှန်းကအရန်လန့်သွားပြီးချက်ချင်းမတက်ရက်လိုက်တယ်အဲ့ဒီနောက်တာဝန်ခံကြီးစီဖုန်းဆက်လိုက်တယ်အထူးဦးစားပေးဖောက်တီတယောက်ရောက်လာပြီလို့သူမကပြောရှင်စွာနဲ့စိတ်လှုပ်ရှားစွာပြောလိုက်တယ်အဲ့ဒီနောက်ဘန်ရဲ့အချက်ပေးတန်ချက်ချင်းညီလာခဲ့တယ်ဘန်တာဝန်ခံကသူမစီအပြေးလာခဲ့တယ်တာဝန်ခံကအပြုံးကြီးတစ်ခုနဲ့သူမဘာဝန်ဆောင်မှုလိုအပ်လဲလို့မေးလိုက်တယ်ငွေတချို့ထုတ်ချင်လို့ပါလို့သူမကစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ်မန်နေဂျာကဘလောက်လိုအပ်လဲလို့မေးတယ်ဒီအချိန်ထိသူမရဲ့ခင်ပွန်းဟာဆင်းရဲတယ်လို့သူမထင်နေတော့ဖြစ်ပြီးသုံးလို့အတိတ်ပဲရတဲ့လက်ဟန်ပြဖို့လက်ကိုဆန့်ထုတ်လိုက်တယ်သူမစိတ်ထဲမှာထင်နေတာကအရင်ဆုံးငွေ3000ထုတ်ဖို့ပါဒါပေမဲ့တာဝန်ခံကတော့သူမငွေတန်း300ထုတ်ချင်တယ်လို့ထင်သွားတယ်အမျိုးသမီးကသူမခင်ပွန်းရဲ့အနံငွေတန်း3သိန်းကိုတွေ့မြင်ရမလားနောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာကိုသိချင်ရင်တော့ကျွန်တော်အကောင့်ကိုအားပေးစောင့်ကြည့်ပေးကြပါဦးခင်ဗျာ